ဝတ်လေအင်ကြီးလေကြည့်လို့ရနော်ချိတ်ထားတဲ့ဟာလေးက2000-2500မှာပုံထားတဲ့ဟာလေးကစိတ်ကြိုက်ရွေး1500ပဲဟုတ်အဲ့တော့ပဲညဆိုဘာလုပ်နေမှမသိဘူးအလုပ်မှဆိုရင်အိတ်ပြီးFacebook ထဲဟို TikTok ထဲနာမည်ဘာလဲဆိုမရတယ်အဲ့ဆိုမရဘာလဲမသိဘူးနာမည်အမအားပေးရနော်အမဖာဖလားကျေးဇူးနော်ဟုတ်ဟိုဟာလေးဒါတွေအကုန်လုံးကျလို့ဒါလေးလောက်နေအမဒီဘေးတော့ကြည့်ပါလို့မဟုတ်ပါဟိုဟာလေးကျမကလေဟိုစင်ရတဲ့ character ရိုက်ရမှာဟုတ်ပြီးပြင်းကျင်တာဇက်ကောင်ကြောင့်လို့ဒီကနေပြီးတော့ဟိုတက်လာရှာတာဒါဟုတ်ပါဘူးအမချိတ်ထားတဲ့ဟာတွေအကုန်လုံးအမကြိုက်တာယူ2500ပုံထားတာ1500မှာထက်ငါထားလိုက်ပါလားအားလုံးနေပဲလေယူလိုက်မယူချက်လိုက်နော်ဟုတ်လို့ပြောနေအောင်ခဏနားလေငါရောင်ကုန်ပြီတင်းရေရှင်းပါလေအဲ့ဒါရှော်လိုက်ဒီလောက်ထုတ်တယ်များကြီးဘယ်ရွေးလိုက်ဘယ်တော့နိုင်ရပြန်တာနေလေအရင်ကိုစကားများတာပဲငါရှော်ဆိုရင်ရှော်လိုက်တခုခုဆိုညီကလေပြန်မေးနေတာမပြီးတော့အတူတူဝယ်လေရတော့ဘာလို့ဖေလို့တော်ရွှေ့လာအောင်ဟဲ့ငါစင်းရသား character ရိုက်ဖို့ character ပြီးပြီးမို့အရေးကြီးတယ်ငါ academy ရမှဖြစ်မှာလေအဲ့ဒါကြောင့်မို့လို့ရှာမရှိတဲ့သွားရှော့ဆိုရှော်လိုက်ဟုတ်ဟဲ့နေဦးရောညီနော်ငါဘေတော့တီဝယ်ပြီးတော့ဝစ်တယ်ဆိုတဲ့အကြောင်းကိုရက်ွက်ထဲမှာရှောက်ပြောလို့တော့ငါအိမ်ကနေနှင်ထုတ်မှာကြားလားဟုတ်ကဲ့မဆီဘေတော့ဝတ်တယ်ဆိုတော့ဘယ်သူမှမသိစရာဘူးဘာတော့လဲသွားမိမဟေးငါပတ်စံ5000လောက်ပေးအောင်ဈေးကူပေါအောင်တော့မနေရောက်နေဘာလို့ပါတော့ရှေ့ကပတ်စံနေရလဲရှိတဲ့ပဲကြာငါညီမဝမ်းွယ်မင်္ဂလာဆောင်ရှိရလေဟာလက်ဖွဲ့မို့လားမဟုတ်ဘူးလက်ဖွဲ့မှာတက်အခုကအင်ကြီးဝယ်မလို့ဟဲ့ဘလို့အင်ကြီးဝယ်ဝမှာဟဲ့ဆိုင်ထဲကကြိုက်တာကိုယူဖို့လို့ရတာဘာကိစ္စ5000နဲ့အင်ကြီးဝယ်မှာတော့နင်းဘေးတော့ကြည့်တော့ငါမွေးချင်ပါဘူးဒီကောင်ကြီးနဲ့ဘေးတော့ရောင်းပြီးစောလာဟောမင်းဘာကိစ္စမွေးချင်တာတော့ဟောလူကြားသွားမှာမင်္ဂလာဆောင်သွားမှာဟာအနက်နေထွက်နေဘယ်လိုလုပ်မှာတော့လေအနက်ထွက်တယ်ရှော့ပေးလိုက်မယ်မှုရအောင်ရှော့ပေးလိုက်မယ်နင်းဘလူးရှော့ငါတော့ဘေးတော့ဆိုမိုးနိုင်အောင်နော်ကြီးဝယ်လိုက်တဲ့ဘေးတော့နော်ရှော့လိုက်ရတဲ့အဝိလူမင်းသမီးမှလည်းမသိကစီရလည်းနေသည်သိလင်းနဲ့တင်းရေရှော့လိုက်ရတယ်ပြီးဟဲ့ဖိုင်ပြောတယ်ဘာမှပြောရှော့နေလာအောင်လေအမလေးငါမကြောက်များထင်နေတာဘာလဲအဲ့ဘာရုံးဆိုတော့ညီလျှော်ဖို့ဟာနေပေါ့အေးနော်ပြမယ်ငါနေကိုဒီမှာအဝတ်လျှော်လို့ရှိရင်ငါမှုေးကြိုင်နေမှာကြိုက်တယ်သိရနော်အေးအဲ့ဒါကိုဒီအဝတ်လျှော်ပြရတယ်ဒီ butterfly အမွှေးစီကိုများများထည့်ပေးစမ်းနော်များအေးစိတ်ကြိုက်တာထည့်အရေးကြီးတာဒီအဝတ်တွေမှုေးကြိုင်နေရပဲငါလို့ချင်တယ်နော်အများကြီးဆိုဈေးတွေကြီးမှာပေါ့ရှာရှိတာဈေးမကြီးဘူးဒါ butterfly classic တထုပ်ကမှ1800ပဲအမလေးညီငါပြောပြမယ်မကြည့်ဒီအထုပ်သေးလေးတွေလေငါဖောက်ပြမယ်ညီကိုညီအမလေးညီတောင်သုံးလို့ရတယ်ညီအတွက်ပါငါဝဲလာပေးတာဒါမျိုးကြတော့ဒါတထုပ်ကမှ200ကျော်ပဲဒီမှာညီစိတ်တလောက်30ဟာလားဟုတ်တယ်ညီအဝတ်တွေပါမှုေးသွားစီရမယ်နော်ဒါအိမ်မှာ butterfly ကိုညီစိတ်တဲ့အယောင်လျှော်အေးသိလားဒါနဲ့အမွှေးစရာဘယ်လိုထည့်ရမှာလဲဟောအင်္ဂါပြောရမယ်တေချာနားထောင်ညီမမလုပ်နဲ့နော်လုပ်မှာငါနေအဝတ်ကိုလျှော်ပြီးမလားလျှော်ပြီးပြီဆိုတာနဲ့ရေလောင်းပြီးပြီဆိုရင်ဒီဟာကိုအမွှေးစီကိုထည့်ထည့်ပြီးလို့ရှိရင်9မိနစ်10မိနစ်လောက်စိမ်ထားနော်ပြီးရင်ရေပြန်မလျှော်ရအောင်နော်တခါလေးညစ်ပြီးလှမ်းလိုက်ရုံပဲလှမ်းလိုက်အေးနောက်တစ်ခုရှိသေးတယ်ဒါလက်နဲ့လျှော်တဲ့ဟာဆက်ထဲလည်းထည့်ပြီးရောဆက်ထဲလေနော်ထည့်ပြီးရောဒါတော့ညီးအတွက်ပေါ့အေးနော်ဒီနေရာလဲဒါ1800လဲငါတက်ဒီ soft tender ဆိုတော့ तू အဝတ်တွေဣွားတာပေါ့အဲ့လိုလားပျော့ဣပြီးတော့ညီးကျွတ်တိုက်လို့လည်းညီးအရန်ကောင်းအရန်တက်ပါသွားလိမ့်မယ်ကြားလားပြီးရင် तू ကမှုေးတာမှအေးတိလား3-4ရက်5ရက်ကိုမှုေးနေတော့တာတောက်လျှောက်ကိုရတရဘက်ကဟုတ်လားအေးအဲ့ဆိုအမတပတ်လောက်ရေမချိုးလိုက်ရဘူးဘာဆိုင်လို့လဲအင်ကြီးမွေးတာကိုပြောတာညီကိုရှာရှိတယ်ရှော့ယူသွားယူရလိုက်တော့မနော်တေချာလုံးနော်ဟုတ်
အမလေး သူအိမ်လျှော်တာမလျှော်တာတာဒီရေစလုံးတော့ငါဝယ်ခိုင်းမအောင်ပြတော့ဒီတိတ်တိတ်လေးနဲ့ငါဘလို့လျှော်မလို့တစ်တစ်လျှော်အောင် ဟဲ့ဆောင်းရရရှော်လေဘာလို့တစ်ချိန်လုံးနန်းနေ မွေးလို့လျှော်အောင်ညငါအိမ်ကြီးလည်းဟို2ယောက်နဲ့ထုံးနဲ့ရှော်မေး အစီကျမကိုခေါ်ရဲဆိုလို့ ဟုတ်တယ်ခက်ခါကြီးဆွေရလေဇကားတွေထဲမှာအင်ကြီးဝတ်ပြီးလို့ရှိရင်ကွာသိရမလားတစ်ရက်ခါဝတ်ပြီးလို့ရှိရင်မဝတ်ဖြစ်တော့ Facebook မှာဆိုလဲပုံတင်ပြီးလို့ရှိရင်ပြန်မဝတ်ဖြစ်တော့အဲ့ကြတော့ဓာတွေတို့မင်းသားတွေဟာတွေတို့အကောင်းစားတွေကွာတသိန်းကျော်တယ်နေအဲ့ဒါကို2000 3000 4000ပေါ့ရက်ကွက်ထဲမှာပြန်ရောင်းချင်လို့ပြန်ရောင်းပေးသမှာ ဟုတ်နဲ့မဆွေရောင်းပေးမယ်ကျမအကုန်ရောင်းပေးမယ် နော် 1000 3000တော့လွဲပါတယ်4 5000သာခတ်တာရက်ခွက်တယ်ဆိုတော့လေ နော်အမလီမဟုတ်ဘူးလေအများကြီးပေးအောင်ပါ ဒီစိတ်ကြစိတ် ကောင်းရောင်းပေးနော် အကုန်အောင်ရောင်းပေးမှာကျမ ရ ဒီလှလိုက်တာမဆွေရဲ့မင်းသမီးတွေဝတ်တဲ့ဟာဆိုတော့မင်းသမီးနဲ့လေဝင်းနေရပဲ နော် ရောင်းပေးမယ်ရောင်းပေးမယ် ရ စိတ်ကြစိတ်ကြ ရတော့ရချင်တယ်အေးကာလာလေးကိုစိုးတောက်နေနော် အောင်းမအကောလူမဝတ်တဲ့ဒါလေးတွေဝတ်အောင်မပေါ့အေးညီပေတို့တည်းအကြီးဝတ်နေလို့စင်ပြေပါမလား ဒီပါဟဲ့ညီတို့ကလည်းပြောမယ်ဆိုတော့ဟဲ့ဘယ်မင်းသမီးလေ မဆွေဟုတ်လားသူအကြတယ်ဗောပြန်ရောင်းပေးရမင်းသမီးဆိုတော့ဟဲ့တခါဝတ်ပဲလေသိရမလားသူတို့ရိုက်တဲ့အခါမဝတ်တော့ဦးကျန်တာအဲ့ဒါကြောင့်ပြန်ရောင်းခိုင်းလို့ငါရောင်းပေးတာသိန်းချီတန်းနေနော်သိန်းချီတန်းနေညီတို့မလို့3 4တောင်းနဲ့ကျုပ်ကပြန်ရောင်းပေးရတော့အကောင်းလေးကြီးပဲမင်းသမီးနဲ့လေးတွေကိုမွေးညာပဲတခါဝတ်လေးနော် မိုင်ဘာလို့လဲဘာချလဲအမနာနဲ့ဝင်ကြည့်လို့ရနော်မဲငါတို့ကြမင်္ဂလာသားကြလာတော့ဟဲ့တာနာချမမွေကြံလို့ တာနာမှာပေါ့ဒါဟိုကားထဲမှာအေဂျင့်မှာဝတ်တဲ့အင်ကြီးခါ ဒီမောင်ဒင်းကြီးငါမြင်မှုပါလေ မြင်ဘူးမှာပေါ့အေဂျင့်မှာဝတ်တဲ့အင်ကြီးပါဆိုနေမှာ မဟုတ်ပါဘူးငါဆိုင်မှာချိန်ထားတဲ့ဟာကြီးပါ အာနိဆိုင်အင်ကြီးငါယူဝတ်เสียလားဟာတော့ဖေလို့စော်ညာနေအောင်မမွေးကြည့်ပါအောင်အကောင်းစားနဲ့လေးကိုတင်းနေရပဲအေဂျင့်မှာဆွတ်တဲ့ရေမွေးလားမသိဘူး အကောင်းစားနဲ့ butterfly အမွှေးစီနဲ့မှာ မဖြစ်နိုင်လားနင်းကလေငါအေဂျင့်မှာဆွတ်တဲ့ရေမွေးနဲ့နေမှာ ဒီ ပါ မောင်ဒင်းကြီးနဲ့ပဲဝယ်လာ ဟုတ်နေမသိအောင်မင်းသားမင်းသမီးအင်ကြီးတွေရီအောင်နဲ့ဖွဲစားခက်ခက်တရားယူလာတော့ငါအေဂျင့်မောင်နဲ့တော့တူတယ်တဲ့ ဟမ် သေးလေးဝယ်ချင် ဟိုဒူ သူရှိရမှာတော့အဲ့ဒါမတ်စီလေမတ်စီအန်တီအင်ဒူရုပ်ရှင်နဲ့အန်တီအင်ဒူ ငါပါစကားလို့ဆိုမထွက်ဘူးအမဟဲ့ဆိုင်ခဏခဏတော့နေကြ ဟုတ်လားအခုဘာလာလောက်တာ ဩအရင်တစ်ခေါက်ကလေစင်းရသားခံရိုက်ဖို့ဟိုကိုအတွက်ကိုရင်းနဲ့ကိုအေးချမ်းမောက်တက်ပါဝယ်သွားတာဟိုဒီတစ်ခေါက်ကျတော့ဟိုတိုင်ရိုနဲ့ငိမ့်တော်တို့အတွက်လိုချင်လို့ပါသူတို့လည်းစင်းရသားခံရိုက်ဖို့လမ်းကြုံလာလိုက်လို့ အေဂျင့်မောင်တော့ဝယ်တယ်